ဒီဇလန်က Max McGrath လို့ခေါ်တဲ့ကောင်လေးတစ်ယောက်နဲ့စတင်ခဲ့ပါတယ်။သူဟာအိမ်အသစ်ရဲ့ခေါင်းမိုးပေါ်မှာထိုင်ပြီးသူ့ရှေ့မှာဖြန့်ကျက်ထားတဲ့စိတ်ငြိမ်တဲ့ရှုခင်းကိုပုံကျန်းဆွဲနေပေမဲ့မျက်လုံးတွေကတော့မြစ်တစ်ဖက်ကမ်းမှာရှိတဲ့လျှို့ဝှက်စမ်းကြဲတဲ့စက်ရုံကြီးစီကိုပဲခဏခဏရောက်သွားခဲ့တယ်။အဲ့ဒီစက်ရုံကသူ့အတွက်တော့ရင်ထဲမှာမပြီးဆုံးနိုင်သေးတဲ့နာကျင်မှုတစ်ခုအနေနဲ့နက်နက်ရှိုင်းရှိုင်းဆက်နွယ်နေခဲ့တာပါ။အဲ့ဒီချိန်မှာပဲသူ့အမေမော်ဝေကအောက်ထပ်ကိုလှမ်းခေါ်ပြီးအထုပ်ပိုးတွေဝိုင်းကူတယ်ဖို့ပြောပါတယ်။သူမကအကောင်းမြင်တဲ့အပြုံးနဲ့ဒီတစ်ခါတော့အားလုံးအဆင်ပြေသွားမှာပါနောက်ခါတနေရာပြီးတနေရာပြောင်းရွှေ့နေစရာမလိုတော့ပဲဒီမှာပဲဘဝတစ်ကိုအခြေချတော့မယ်လို့အားပေးရှာတယ်။ဒါပေမဲ့မန်ခကဒီစကားကိုကြားရတာဒါနဲ့ဆိုခဏခဏရှိပြီးလို့နောက်ပြောင်လိုက်တဲ့အခါနှစ်ယောက်သားရေမောလိုက်ကြပေမဲ့ရင်ထဲမှာတော့အတိတ်ကဒဏ်ရာတွေမကျက်သေးမှန်းသိနေကြတယ်အထုပ်တွေရှင်းနေတော့မန်ခကနှစ်ပေါင်းများစွာကလေးကကွယ်လွန်သွားခဲ့တဲ့သူ့ဖေပါဝင်တဲ့မိသားစုတပ်ပုံအဟောင်းလေးတစ်ခုကိုတွေ့သွားတယ်သူကဓာတ်ပုံကိုတေချာကြည့်ပြီးအဖေကဟိုဘက်ကန်းကဆက်ယုံမှာပဲဆုံးသွားခဲ့တာလားလို့အမေဖြစ်သူကိုမေးလိုက်တဲ့အခါမော်ရဲ့မျက်ဝန်းတွေထဲမှာနာကျင်မှုတွေတိုင်းတာပေါ်လာပြီးလို့ပဲလေးလံတဲ့လေတံနဲ့ဖြေရှာတယ်စကားပင်မဆုံးသေးခင်မှာပဲအိမ်တအိမ်လုံးမှာထူဆန်းတဲ့စွမ်းအင်လိုင်းတစ်ခုရုတ်တရက်ဖြက်စီးဆင်းသွားပြီး TV နဲ့မီးဆိုင်တွေအားလုံးမိတ်သွားခဲ့တယ်အားလုံးပုံမှန်တိုင်းပြန်ဖြစ်သွားချိန်မှာတော့မာကဟာသူ့ဘဝကိုထာဝရပြောင်းလဲပြစ်တော့မဲ့အရာတစ်ခုကိုသတိထားမိလိုက်တယ်သူ့လက်တွေထဲကနေတောက်ပတဲ့အပြာရောင်စွမ်းအင်တွေထွက်ပေါ်နေပြီးလက်ကိုလှုပ်ရှားလိုက်တိုင်းအနီးနားကလျှက်စစ်ပစ္စည်းတွေလိုက်ပြီးတုံ့ပြန်နေတာပါမက်စ်တယောက်ဘာတွေဖြစ်နေမှန်းကိုစဉ်းစားလို့မရအောင်ဖြစ်သွားခဲ့ရတယ်နောက်တနေ့မနက်မှာသူ့เจ้าကိုစက်ပိန်းနဲ့သွားရင်းလမ်းမှာစွန့်ပစ်ထားတဲ့အဆောက်အအုံဟောင်းကြီးတစ်ခုကိုတွေ့တော့စိတ်ထဲမှာမေးခွန်းတွေအများကြီးပေါ်လာပြန်တယ်အဲ့ဒီအချိန်မှာပဲသူ့အမေစီကမက်ဆေ့ချ်ဝင်လာလို့ပြန်စာရိုက်နေတော့မှဟိုလှုပ်ဝက်ဆန်းကျဲတဲ့စွမ်းအင်ကြောင့်ဖုန်းကရုတ်တရက်ပိတ်သွားပြန်ရောအခုတော့သူ့ရဲ့စိုးရိမ်စိတ်တွေကပိုပြီးကြီးထွားလာခဲ့ပြီးမိမိကိုယ်ထဲမှာနိုးထလာတဲ့ဒီစမ်းကျဲတဲ့အစွမ်းကဘာလဲဆိုတာသူလုံးဝနားမလည်နိုင်တော့ဘူးအတွေးလိုနေရင်လမ်းမှာအရှိန်ပြင်းပြင်းမောင်းလာတဲ့ပြစ်ကတ်ကားတစ်စီးကိုတိုက်မိမလို့ဖြစ်ပြီးလမ်းပေါ်လဲကျကခေါင်းကိုအရှိန်ပြင်းပြင်းစောင့်မိသွားတယ်ကားမောင်းလာတဲ့မိန်းကလေးလည်းပြပြတလဲကားပေါ်ကဆင်းပြီးပြေးလာပေမဲ့မာခကတော့နာကျင်မှုကိုဖျောက်ဖျက်ပြီးဘာမှမဖြစ်တယ်လို့မျိုးပြက်လုံးထုတ်လိုက်တယ်မင်းကလေးကသူ့အပြုမှုကိုသဘောကျပြီးပြုံးပြကကြောင်းစင်းရင်ဒီနေရာမှာပဲပြန်ဆောင်ဖို့နဲ့ပျက်စီးသွားတဲ့စပိန်ကိုပြင်ပေးမယ်လို့ကတိပေးခဲ့တယ်။မန်ခကသဘောတူလိုက်ပေမဲ့ဒီယိုရှင်နဲ့ဆုံတွေ့မှုကသူ့ရဲ့ဖြစ်တည်မှုတစ်ခုလုံးကိုပြောင်းလဲပြစ်မဲ့လှုပ်ဝက်ချက်တွေစီခေါ်ဆောင်သွားတော့မယ်ဆိုတာသူလုံးဝမသိခဲ့ဘူး။ကြောင်းရောက်တော့မက်တယောက်နောက်ကျနေပြီးစာတင်ခန်းထဲခြေချလိုက်တာနဲ့လူတိုင်းရဲ့အကြည့်တွေကသူ့စီရောက်လာတယ်။သူ့ကိုယ်သူမိတ်ဆက်ပြီးနောက်ဆရာဖြစ်သူကသူ့ရဲ့မျိုးရိုးအမိကိုကြားတာနဲ့မျက်နှာပြတ်သွားပြီးမင်းကကြော်ကြားတဲ့သိပ္ပံပညာရှင်ချင်းမဲခွဲတည်းတားလာလို့မေးတယ်မက်ဆာကတိုးတိုးလေးပဲဟုတ်ကဲ့လို့ဖြေလိုက်တယ်။အဲ့ဒီနောက်မှာတော့တခန်းလုံးကသူ့ကိုတာမန်ကျောင်းသားတယောက်လိုမဟုတ်ပဲပိုပြီးကြီးမားတဲ့ဇလန်တပုံနဲ့ဆက်နွယ်နေသူတယောက်လိုဝိုင်းကြည့်ကြတော့တယ်။ဆရာကသူ့အဖေကိုချီးမွမ်းကမ်းဖွင့်နေပေမဲ့မက်ဆာရဲ့မျက်နှာမှာတော့ဂုဏ်ယူရေးထက်စိတ်မသက်မသာဖြစ်မှုတွေပဲပေါ်လာတယ်။သူ့အတွက်တော့ GM ဟာကနဝင်သိပ္ပံပညာရှင်တယောက်ထက်သူငငယ်ကလေးကဆုံးရှုံးခဲ့ရတဲ့အဖေတယောက်သာဖြစ်လို့ပါ။စာတင်ချိန်ပြီးတော့ကျောင်းရဲ့ကြီးညာတင်ပုံးမှာကတ်ထားတဲ့သူ့အဖေကိုဂုဏ်ပြုပြီးစောက်ထားတဲ့သိပ္ပံခန်းမအကြောင်းစောင်းပါဟောင်းတစ်ခုကိုတွေ့ပြီးနှစ်ပေါင်းများစွာမြုပ်နှံထားခဲ့တဲ့နာကျင်မှုတွေပြန်ပေါ်လာပြီးစိတ်မကောင်းခြင်းဒေါသထွက်ခြင်းတွေနဲ့အတူလက်သီးကိုတင်းတင်းဆုပ်မိသွားတယ်။သူမသိလိုက်တာကတော့သူ့ရဲ့စိတ်ခံစားချက်တွေနဲ့အတူခန္ဓာကိုယ်ထဲကလှုပ်ဝက်စွမ်းအင်တွေပါလိုက်ပြီးနိုးကြွလာနေတာပဲဖြစ်ပါတယ်။ကျောင်းစင်းတော့မန်ခကမနက်ကကူညီခဲ့တဲ့မိန်းကလေးစာဖေးနဲ့တွေ့ပြီးစပိန်ပြင်ဖို့သူမအိမ်ကိုလိုက်သွားတယ်အတူတူစပိန်ပြင်ရင်ပထမဆုံးအကြိမ်ဖြစ်ရင်းရင်းနှီးနှီးစကားပြောဖြစ်ကြပြီးမာခတယောက်သူမပေါ်စိတ်ဝင်စားစားပြုလာတယ်။အားလုံးပုံမှန်အတိုင်းလှပနေတော့မှပဲအနားကရေဒီယိုကဘာအကြောင်းပြချက်မှမရှိပဲအလိုလျောက်ပွင့်လာပြန်တယ်။မက်ဆာရဲ့မျက်နှာချက်ချင်းသွေးဆုပ်သွားပြီးဟိုထူးဆန်းတဲ့စွမ်းအင်ကပတ်ဝန်းကျင်ကိုထပ်ပြီးတက်ရောက်မှုပေးနေပြီဆိုတာသိလိုက်တယ်။သူဘာမှမရှင်းပြပဲချက်ချင်းထွက်ပြေးခဲ့လို့စောက်ပြတယောက်ဇဝေဇဝါနဲ့ကြံခဲ့ရရှာတယ်။အဲ့ဒီညနေမှာပဲမတ်တို့အိမ်ကိုသူ့အဖေရဲ့အရင်နှီးဆုံးလုပ်ဖို့ကင်ဖတ်ဟောင်းဖြစ်ခဲ့တဲ့မြောက်လာတယ်။စပွဲဝိုင်းမှာတော့ Miles ကမိုလီကိုဒီမျိုးကိုပြန်လာဖို့တိုက်တွန်းခဲ့သူဖြစ်ပြီးအခုတော့သူ့အဖေအလုပ်လုပ်ခဲ့တဲ့ကြီးမားတဲ့နည်းပညာကုမ္ပဏီကြီးရဲ့အကြီးအကဲဖြစ်နေမှန်းသိလိုက်ရတယ်။ Miles ကဂျင်းတေဆုံးခဲ့ရတဲ့မတော်တဆမှုအကြောင်းစကားဆလာပြီးအဲ့ဒီညကသူ့ကိုကယ်တင်ဖို့အစွမ်းကုန်စူးစမ်းခဲ့ပါတယ်လို့ပြောတဲ့အခါ Max ကငြိမ်ပြီးနားထောင်နေပေမဲ့အဲ့ဒီညကတကယ်ပဲဘာဖြစ်ခဲ့တာလဲဆိုတဲ့မေးခွန်းတွေကရင်ထဲမှာပိုပြီးကြီးထွားလာခဲ့တယ်။အဲ့ဒီအချိန်မှာပဲမြို့ရဲ့တခြားတစ်ဖက်ကတင်းကျပ်စွာပိတ်ဆို့ထားတဲ့သူတေသနာအုပ်ချုပ်မှုအောက်ကတခွဲကန်းတစ်ခုထဲမှာနှစ်ပေါင်းများစွာပိတ်လောင်ထားတဲ့လှုပ်ဝက်စမ်းသက်ချက်တစ်ခုကအလိုလျောက်နိုးထလာပြီးရေအောက်ထဲမှာအပြာရောင်စွမ်းအင်တွေတုန်ခါလာတယ်။သိပ္ပံပညာရှင်တွေမရောက်လာခင်မှာပဲစွမ်းအင်တွေကရုပ်လုံးပေါ်လာပြီးစက်ရုပ်လည်းမဟုတ်တက်ရှိတက်လည်းမဟုတ်တဲ့အစင်းမြင့်ပြန်တန်းနိုင်တဲ့တက်ရှိအရာတစ်ခုထွက်ပေါ်လာတယ်။သူ့နာမည်က Steel တဲ့သတိပေးခေါင်းလောင်းတန်တွေမြည်ဟဲသွားပြီးလုံခြုံရေးတွေဝိုင်းပိတ်ထားပေမဲ့ Steel ကလူတိုင်းထက်ပိုမြန်ပိုစမတ်ကြတာကြောင့်စက္ကန့်ပိုင်းအတွင်းမှာပဲမှောင်မိုက်တဲ့ကောင်းကင်ရံတဲကိုထွက်ပြေးလွတ်မြောက်သွားခဲ့တယ်။
ဒီတတဝါလေးကသူကိုယ်တိုင်တောင်နားမလည်နိုင်သေးတဲ့စွမ်းရည်တွေကြောင့်ဘဝကြီးပြောင်းလဲနေရတဲ့ကောင်လေး Max စီကိုတန်တန်မတ်မတ်ဥတီနေတယ်ဆိုတာဘယ်သူမှမယိမ့်မိခဲ့ကြဘူးလူဝက်ချက်များကိုစတင်သိရှိခြင်းတစ်ဖက်မှာလည်းညစာစားပွဲပြီးသွားသည့်တိုင်အောင် Max ရဲ့စိတ်ကငြိမ်းချမ်းခြင်းမရှိသေးပါဘူးမိုင်းလီရဲ့စကားတွေသူ့အဖေရဲ့တေးဆုံးမှုနဲ့ဘယ်သူမှပွပွလင်းလင်းမပြောချင်ကြတဲ့လူဝက်ချက်တွေရဲ့ဖိအားဟာသူ့ကောင်းထဲမှာဝဲလည်နေပါတယ်ရုတ်တရက်တအိမ်လုံးမီးပြတ်သွားပါတယ်မက်စ်ဟာမြေအောက်ထပ်ကိုဆင်းသွားပြီးလျှက်စစ်စနစ်ကိုပြန်ပြင်ခဲ့ပေမဲ့အပြန်လမ်းမှာတော့သူခြေလန်းတန့်သွားပါတယ်။သူ့အမေနဲ့မိုင်းစ်တို့ပြောနေတဲ့စကားကိုသူ့မတော်တဆကြားလိုက်ရလို့ပါ။မော်လီကစိုးရိမ်တကြီးလေးတန်တဲ့မက်စ်ဟာအမှန်တရားကိုသိဖို့အစဉ်သင့်မဖြစ်သေးဘူးလို့ပြောနေပါတယ်။ဒါကိုကြားလိုက်ရတာကသူ့စိတ်ထဲမှာမေးခွန်းတွေပိုတိုးလာစေပါတယ်။လူတိုင်းကသူ့ကိုဖုံးကွယ်ထားဖို့စူးစမ်းနေရလောက်အောင်ဘာကများဒီလောက်အရေးကြီးနေတာလဲ။အဲ့ဒီညမှာပဲအပြေရှာဖို့ဆုံးဖြတ်ထားတဲ့မက်စ်ဟာသူ့ရဲ့လက်တော့နဲ့အတူထိုင်ပြီးသူ့ဖေနဲ့ပတ်သက်တဲ့အချက်လက်အဟောင်းတွေကိုစတင်ရှာဖွေပါတယ်။သူမှတ်တမ်းတင်ထားတဲ့အင်တာဗျူးတွေနဲ့ဗီဒီယိုတွေကိုကြည့်နေတော့ကွန်ပျူတာဟာရုတ်တရက်ပိတ်သွားပါတယ်။အစပိုင်းမှာတော့သူကနီးပညာပိုင်းဆိုင်ရာပြဿနာတစ်ခုလိုပဲထင်ခဲ့ပေမဲ့နောက်ဆက်ကမှပဲတောက်ပတဲ့အပြာရောင်စွမ်းရည်တွေဟာသူ့လက်ကနေထွက်ပေါ်လာပါတယ်။ဒီတစ်ခါတော့အရင်ကထက်ပိုမိုအားကောင်းပြီးထင်ထင်ရှားရှားမြင်တွေ့နေရပါတယ်။သူကလမ်းဖြတ်ပြီးဖုံးကွယ်ဖို့စူးစမ်းပေမဲ့အလင်းရောင်ကပျောက်ကွယ်မသွားပါဘူး။အဲ့ဒီနောက်သူ့စိတ်ထဲမှာထူးဆန်းတဲ့အကြံတစ်ခုရလာပါတယ်။သူကတိုးတိုးလေးပဲရက်လိုက်လို့ပြောလိုက်ပါတယ်။အံ့ဩစရာကောင်းတာကစွမ်းရည်ဟာချက်ချင်းပျောက်ကွယ်သွားပါတယ်။စက္ကန့်အနည်းငယ်ကြာအောင်သူကိုယ်တိုင်တောင်ဘာဖြစ်သွားလဲဆိုတာမယုံနိုင်ဖြစ်နေပါတယ်။သူကထပ်ပြီးစမ်းသပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီတစ်ခါတော့ပြန်လာဖို့သူအမိန့်ပေးလိုက်တဲ့အခါအပြာရောင်လင်းတန်းဟာသူ့လက်ထဲကနေချက်ချင်းပြန်လဲပွတ်ထွက်လာပါတယ်။ဒါဟာတိုက်ဆိုင်မှုတစ်ခုမဟုတ်ဘူးဆိုတာသူပထမဆုံးအကြိမ်သဘောပေါက်သွားပါတယ်။တနေ့နဲ့ဒီစွမ်းအားဟာသူ့ကိုတုံ့ပြန်နေတာပါ။ဒါပေမဲ့သူ့ရဲ့ယုံကြည်မှုတိုးလာတာနဲ့အမျှသူကပိုပြီးစမ်းသပ်ကြည့်လိုက်ပါတယ်။ရုတ်တရက်စွမ်းအင်ဟာထိမ့်မနိုင်သိမ့်မရဖြစ်သွားပြီးတအိမ်လုံးကလျှက်စစ်မီးတွေကိုထပ်မံပြတ်တောက်သွားစေတဲ့ပြင်းထန်တဲ့စွမ်းအင်လိုင်းတစ်ခုထွက်ပေါ်လာပါတယ်။အခန်းထဲမှာမှောင်တိကျသွားပြီးမက်စ်ကတော့သူ့အတွင်းထဲမှာတကယ်ပဲဘလောက်အထိစွမ်းအားတွေဝတ်ထားလဲဆိုတာကိုတွေးတောရင်ကြံရစ်ခဲ့ပါတယ်။သူကဒီလိုဝက်ဆန်းကျတဲ့စွမ်းရည်ရဲ့နောက်ွယ်ကအမှန်တရားကိုဖော်ထုတ်ချင်နေတာပါ။အဲ့ဒီကိုရောက်တဲ့အခါသူဟာမတူညီတဲ့ပစ္စည်းတွေအပေါ်မှာစမ်းသပ်မှုတွေစလုပ်ပါတယ်။နည်းနည်းချင်းစီနဲ့သူ့လက်ကနေထွက်နေတဲ့စွမ်းရည်ဟာတာမန်လျှက်စစ်မဟုတ်ဘူးဆိုတာသူရှာဖွေတွေ့ရှိခဲ့ပါတယ်။သူဟာကျိုးတမြင်မြမချိတ်ဆက်ပဲပြတ်နေတဲ့ပစ္စည်းတွေကိုအသက်သွင်းတာမော်တာတွေကိုလက်ပတ်စီတာနဲ့စက်ပစ္စည်းတွေကိုအလုပ်လုပ်စီတာတွေပြုလုပ်နိုင်ပါတယ်။ဒါပေမဲ့ဒီစွမ်းအားမှာအန္တရာယ်ရှိတဲ့ဘေးထွက်ဆိုးကျိုးလည်းရှိနေပါတယ်။သူစွမ်းအင်တွေအလွန်အကျွံထုတ်လွှတ်လိုက်တိုင်းအရာရာဟာချိုးယွင်းကုန်ပါတယ်။အချို့စက်ပစ္စည်းတွေလောင်ကျွမ်းသွားပြီးအချို့ကတော့လုံးဝပျက်စီးသွားပါတယ်။အဲ့ဒီနောက်သူလုံးဝထိန်းချုပ်မှုလွတ်သွားတဲ့အချိန်တစ်ခုရောက်လာပါတယ်။ပြင်းထန်တဲ့စွမ်းအင်ပောက်ကွဲမှုကြီးတစ်ခုသူ့လက်ကနေထွက်သွားပြီးစက်ပစ္စည်းတစ်ခုကိုမီးဆွဲလောင်စေခဲ့ပါတယ်။စက္ကန့်ပိုင်းတွင်းမှာပဲမီးတောက်တွေဟာအဲ့ဒီ area တစ်ဝိုက်ကိုကူးစက်သွားပါတယ်။30နှစ်ပျက်စီးဆုံးရှုံးမှုတွေကိုကြည့်ရင်မက်ဆီရဲ့မျက်နှာဟာသွေးဆုပ်ဖြူဖြောသွားပါတယ်။သူည636သူ့အတွင်းကစွမ်းအားဟာအံ့ဩစရာကောင်းတဲ့လက်ဆောင်တစ်ခုဖြစ်နိုင်တယ်လို့ကြောက်စရာကောင်းတဲ့ချင်းချောင်းမှုတစ်ခုလည်းဖြစ်နိုင်တယ်ဆိုတာသူနောက်ဆုံးမှစတင်နားလည်လာခဲ့ပါတယ်။သူကကြောက်လက်တကြားနဲ့အဲ့ဒီနေရာကနေချက်ချင်းထွက်ခွာသွားခဲ့ပြီးအခြားတစ်ယောက်ကသူ့ရဲ့စွမ်းအင်ကိုသိရှိသွားပြီးသူ့ကိုလိုက်လံရှာဖွေတော့မယ်ဆိုတာကိုတော့မသိခဲ့ပါဘူး။ပုံမိုရှုပ်ထွေးလာသောအခြေအနေများနဲ့စတီယိုနဲ့ဆုံတွေ့ခြင်းမက်ဆီရဲ့ဘဝဟာနေ့ရက်တိုင်းမှာပိုပြီးရှုပ်ထွေးလာပါတယ်။ကျောင်းရဲ့ထမင်းစားဆောင်မှာထိုင်နေရင်သူဟာသူ့အတွင်းနဲ့သူနစ်မျောနေပါတယ်။အဲ့ဒီချိန်မှာပဲဆိုဖီယာရောက်လာပြီးစကားစမြည်ပြောဖို့ကြိုးစားပေမဲ့မက်ဆီရဲ့အာယုံကတော့အခြားတနေရာကိုရောက်နေပါတယ်။သူ့ပတ်ဝန်းကျင်ကအတန်တွေဟာထူးဆန်းတဲ့နည်းနဲ့ပြောင်းလဲလာပါတယ်။အရာအလုံးဟာဝေဝါးပုံပြက်ပြီးထိမ့်မနိုင်သိမ့်မရဖြစ်လာပုံရပါတယ်။ရုတ်တရက်အနီးနားကကျောင်းသားတစ်ယောက်ကစူညံတန်တွေအတွက်အကျယ်ကြီးညှိတွားလိုက်ပါတယ်။မက်စ်ဟာသူ့မှာဘာတွေဖြစ်နေလဲဆိုတာနားမလည်နိုင်ဖြစ်နေပါတယ်။သူ့ရဲ့အာယုံခံစားမှုတွေဟာအရင်ကထက်အစပေါင်းများစွာပုံမထက်မြက်လာပုံရပါတယ်။အိမ်ပြန်ရောက်ပြီးနောက်သူဟာသူ့အဖေရဲ့အတိတ်အကြောင်းနဲ့သူ့အတွင်းကလှုပ်ဝက်ဆန်းကျတဲ့စွမ်းအားတွေအကြောင်းအချက်လက်တွေကိုထပ်မံဖော်ထုတ်ဖို့ကြိုးစားပါတယ်။ဒီတစ်ခါတော့သူ့လက်ကထွက်တဲ့စွမ်းရည်တွေကြောင့်လျှက်စစ်ပစ္စည်းတွေမပျက်စီးစေဖို့ရာဘာလက်အိတ်တွေကိုတေချာဆွတ်ထားပါတယ်။နိုင်ပေါင်းများစွာရှာဖွေပြီးတဲ့တိုင်အောင်သူပါပြေမမရရှိခဲ့ပဲသူ့ရဲ့စိတ်ပြတ်မှုတွေကသာဆက်လက်ကြီးထွားနေပါတယ်။နောက်ဆုံးမှာသူဟာသူ့အမေစီသွားပြီးဒီမျိုးကလူတွေကသူ့ထက်တောင်သူ့အဖေเจ้าကိုပိုတိနေကြပုံရတယ်လို့နာကျင်စွာပြောလိုက်ပါတယ်။သူကိုယ်တိုင်ကတော့သူ့အဖေမှာတကယ်ပဲဘာဖြစ်ခဲ့လဲဆိုတာမသိရပါဘူး။မော်လီကခဏလောက်တိတ်ဆိတ်နေပါတယ်။သူမရဲ့မျက်နှာအမူအရာအရသူမဟာထုတ်ပြောဖို့ဆန္ဒရှိတာထက်ပိုပြီးသိထားတယ်ဆိုတာထင်ရှားပါတယ်။သူမပြောသမျှကတော့အမှန်တရားဟာမြင်ရတဲ့လောက်မယိုရှင်းဘူးဆိုတာပါပဲ။အဲ့ဒီအဖြေကမက်စ်အတွက်မလုံလောက်ပါဘူး။သူကဒေါသကြီးနဲ့စိတ်ပြက်လက်ပြက်ထွက်သွားခဲ့ပြီးသူ့စိတ်ထဲကမေးခွန်းတွေဟာပုံမုံမောင်မိုက်တဲ့ပုံသဏ္ဍာန်ကိုယူလာပါတယ်။သူတို့နှစ်ယောက်စလုံးမရိပ်မိလိုက်တာကတော့လှုပ်ဝက်ဆန်းကျဲတဲ့အင်အားစုတစ်ခုဟာမက်စ်ကိုအရေးထဲကနေစောင့်ကြည့်နေတာပဲဖြစ်ပါတယ်။အမည်မသိစက်ပစ္စည်းတို့မဟုတ်တရဝါတစ်ခုဟာသူ့ရဲ့စွမ်းရည်အချက်ပြမှုတွေကိုခြေရခံနေပြီးနေ့ရက်တိုင်းမှာသူ့စီကိုပုံမနီးကပ်လာနေပါတယ်။ကျင်းနောက်တစ်နေ့မှာဆိုဖီယာကမက်စ်ကိုမျိုးတွေကစားတောက်ဆိုင်လေးတစ်ခုမှာစုံဖို့ဖိတ်ခေါ်ပါတယ်။အဲ့ဒီကိုရောက်တဲ့အခါသူတို့နှစ်ယောက်ဟာပွင့်ပွင့်လင်းလင်းစကားပြောခွင့်ရခဲ့ကြပါတယ်။ဆိုဖီယာကသူ့ကိုထူးခြားတဲ့တောက်စရာတစ်ခုမြည်ဆန်းခိုင်းပြီးသူ့ရဲ့တုံ့ပြန်မှုကိုရေမောခဲ့ပါတယ်။နည်းနည်းချင်းစီနဲ့သူတို့ကြားကအကွာအဝေးဟာပျောက်ကွယ်သွားပါတယ်။လွန်ခဲ့တဲ့အချိန်အတော်ကြာကလေးကပထမဆုံးအချိန်ဖြစ်မက်စ်ဟာတစုံတစ်ယောက်ရဲ့အနီးနားမှာစိတ်တောင့်တတာရှိမှုကိုခံစားလိုက်ရပါတယ်။အဲ့ဒီနောက်ဆိုဖီယာကပြုံးပြီးသူမမက်စ်ရဲ့လှုပ်ဝက်ချက်တစ်ခုကိုသိထားတယ်လို့ပြောပါတယ်။အဲ့ဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာပဲသူ့ရဲ့ရင်ခုန်တန်တွေမြင်လာပါတယ်။သူမကသူ့ရဲ့စွမ်းအားတွေအကြောင်းအမှန်တရားကိုသိသွားပြီလားဆိုပြီးသူချက်ချင်းစိုးရိမ်သွားပါတယ်။ဒါပေမဲ့နောက်ဆက်ကမှပဲဆိုဖီယာကရေမောပြီးမက်စ်ဟာအမြဲတမ်းလူတွေနဲ့ခွဲထွက်နေပြီးဘယ်ဖွဲ့ထဲမှာမှမပါဝင်တတ်တာကိုဆိုလိုတာဖြစ်ကြောင်းရှင်းပြပါတယ်။တင်းမာမှုတွေလျှော့ကျသွားပြီးသူမကနောက်တစ်ခါပြန်ဆုံနိုင်ဖို့သူ့ရဲ့ဖုန်းနံပါတ်ကိုတောင်းပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဆိုးရွားတဲ့အရာတစ်ခုစတင်ဖြစ်လာပါတယ်။ဖုန်းကိုထုတ်လိုက်တာနဲ့တပြိုင်နက်ဖုန်းဟာရုတ်တရက်ပိတ်သွားပါတယ်။မက်စ်ဟာသူ့အတွင်းကစွမ်းအင်တွေထပ်ပြီးမတိမငြိမ်ဖြစ်နေပြီဆိုတာချက်ချင်းသဘောပေါက်သွားပါတယ်
သူ့မျက်နှာမှာထိတ်လန့်မှုတွေအထင်ရှားပေါ်လာပါတယ်သူကစက္ကန့်ပိုင်းများအချိန်မဆွဲဘဲတန့်စင်ကန်းစီကိုပြေးသွားပါတယ်အတွင်းကိုရောက်တဲ့အခါသူကသူ့ရင်ဘတ်ပေါ်လက်တင်လိုက်ပြီးသူ့ရဲ့အသက်ရှူတံတွေရက်တက်လူနေပါဖြစ်သွားပါတယ်အပြာရောင်အလင်းနှံဟာသူ့ခန္ဓာကိုယ်အတွင်းကနေပုံမအားကောင်းပြီးအနေရရှိတဲ့ပုံစံနဲ့ထွက်ပေါ်လာနေပါတယ်နာကျင်မှုလိုင်းတွေဟာသူ့ရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတိုင်းကိုရိုက်ခတ်သွားပါတယ်သူကိုယ်သူစိတ်ငြိမ်အောင်အချိန်ချင်းစူးစမ်းပေမဲ့ဒီတစ်ခါတော့သူ့ရဲ့စွမ်းအားကသူ့စကားကိုမနားထောင်တော့ပါဘူးစက္ကန့်ပိုင်းအတွင်းမှာပဲသူ့ရဲ့အခြေအနေဟာဆိုးရွားလာလို့သူထွက်ခွာသွားဖို့ကလွယ်လို့အခြားရွေးချယ်စရာမရှိတော့ပါဘူးသူကဆိုဖီယာကိုချက်ချင်းတောင်းပန်ပြီးဘာမှမရှင်းပြဘဲပြေးထွက်ခဲ့ပါတယ်အခုခါသူ့အတွက်အရေးကြီးဆုံးအရာကတော့ဒီစွမ်းအားကိုအခြားလူတွေနဲ့ဝေးဝေးမှာထားဖို့ပဲဖြစ်ပါတယ်သူဟာစပိန်နဲ့တောအုပ်စီကိုဥတီပြေးခဲ့ပြီးစပိန်ကိုစွန့်ပစ်ကခြေချင်းဆက်ပြေးပါတယ်ခြေလန်းတိုင်းမှာတောက်ပတဲ့စွမ်းရည်ပောက်ကွဲမှုတွေဟာသူ့ခန္ဓာကိုယ်ကနေထွက်ပေါ်နေပါတယ်လျှက်စီးလိုအလင်းတန်းတွေဟာကောင်းကင်ရံစီကိုထိုးတက်သွားပါတယ်နာကျင်မှုကြောက်ရွံ့မှုနဲ့ဇဝေဇဝါဖြစ်မှုတွေပြည့်နေနေတဲ့မတ်ဟာသူ့ရဲ့ရှိသမျှအင်အားနဲ့အော်ဟစ်လိုက်ပါတယ်သူ့အတွင်းကအရာတစ်ခုနိုးထလာတယ်လို့ခံစားရပြီးအဲ့ဒီအရာကိုသူနားလဲမလဲထိန်းလဲမထိန်းချုပ်နိုင်ပါဘူးအဲ့ဒီအချိန်မှာပဲအဝေးတနေရာကတစုံတစ်ယောက်ကသူ့ရဲ့စွမ်းရည်ကိုအာရုံခံမိပြီးသူ့စီကိုအမြန်ဆုံးဦးတည်ရွေ့ရလာပါတယ်စတီယိုနဲ့မဟာမိတ်ဖွဲ့ခြင်းနောက်တစ်နေ့မနက်မတ်နိုးလာတဲ့အခါပထမဆုံးခံစားရတာကတော့စိတ်သက်သာရမှုဖြစ်ပါတယ်လွန်ခဲ့တဲ့ညကကြောက်စရာကောင်းတဲ့စွမ်းရည်တွေဟာနောက်ဆုံးမှာတော့ငြိမ်သက်သွားပုံရပါတယ်ဒါပေမဲ့အဲ့ဒီအေးချမ်းမှုကကြမခံပါဘူးသူကတင်ဘော်ကထလိုက်တာနဲ့တပြိုင်နက်သူ့ရဲ့အိယာခင်းတွေနဲ့အဝတ်စားတွေပေါ်မှာမီးလောင်ရာတွေပြန့်နှံ့နေတာကိုသတိပြုမိပါတယ်ညဘက်ကသူ့ခန္ဓာကိုယ်ထဲမှာပောက်ကွဲမှုတစ်ခုခုဖြစ်ပွားခဲ့တယ်လို့မျိုးပါပဲပိုပြီးစိတ်အနှောက်အယှက်ဖြစ်စရာကောင်းတာကတော့သူ့ရင်ဘက်ပေါ်မှာပေါ်လာတဲ့ထူးဆန်းတဲ့အပြာရောင်အမှတ်အသားတွေဖြစ်ပါတယ်ကျင်းတို့ဟာတာမန်တရားတွေနဲ့လုံးဝမတူပါဘူးမတ်ကဒါရီအားလုံးဘာကိုဆိုလိုတာလဲဆိုတာနားလည်ဖို့စူးစမ်းနေတော့မှပဲအခန်းထဲမှာသူတယောက်တည်းမဟုတ်ဘူးဆိုတာရုတ်တရက်သတိပြုမိသွားပါတယ်သူရှိမှပြန်တန်းနေတာကတော့စက်ပစ္စည်းတစ်ဝက်တက်ရှိတစ်ဝက်ဖြစ်တဲ့လှုပ်ဝက်ဆန်းကျဲတဲ့တရဝါလေးဖြစ်ပါတယ်အင်ကသူ့ကိုတက်တက်ကြည့်ပြီးသူ့နာမည်ကိုခေါ်လိုက်ပါတယ်ဒါကိုကြားလိုက်ရတဲ့အခါမတ်ဟာချက်ချင်းထိတ်လန့်သွားပြီးမြဲအဲ့ဒီဧည့်သည်ကမိမိကိုစကီလိုမိတ်ဆက်ပြီးသူဟာရန်သူမဟုတ်ပဲမတ်ရဲ့အသက်ကိုကယ်တင်ဖို့ရောက်လာသူဖြစ်ကြောင်းပြောပါတယ်စကီရဲ့စကားတွေကတဆင့်မတ်ဟာသူ့ရဲ့စွမ်းအားတွေအကြောင်းအရေးကြီးတဲ့အရာကိုပထမဆုံးအကြိမ်သိခွင့်ရခဲ့ပါတယ်သူခန္ဓာကိုယ်ရဲ့ကစွမ်းအင်ဟာတာမန်စွမ်းအင်မဟုတ်ပဲအလွန်ရှားပါးပြီးအနေရရှိတဲ့စွမ်းအင်ပင်တစ်ခုဖြစ်ကြောင်းထိန်းချုပ်ဖို့လုံးဝမလွယ်ကူတဲ့အင်အားစုတစ်ခုဖြစ်ကြောင်းသူရှာဖွေတွေ့ရှိခဲ့ပါတယ်ဒါပေမဲ့မတ်ကသူလိုချင်တဲ့အဖြစ်အားလုံးမရသေးခင်မှာပဲစကီဟာမမြင်ရတဲ့ချင်းချောက်မှုတစ်ခုကြောင့်ခဏအာယုံလဲသွားတတ်ပြီးအချိန်ဟာသူတို့နဲ့ဆန့်ကျင်ဘက်ပြေးနေတယ်လို့ပါပဲအဲ့ဒီအချိန်မှာပဲတကားခောက်တန်ထွက်လာပါတယ်သူ့အမေတကားအပြင်မှာရောက်နေတာပါလက်သွားတဲ့မတ်ကစကီကိုအမြန်ဝက်လိုက်ပြီးပုံမှန်တိုင်းဖြစ်အောင်အကောင်းဆုံးဟန်ဆောင်လိုက်ပါတယ်မော်လီကဘာမှမရိပ်မိပဲကြောင်းသွားဖို့ပြင်ဆင်ခိုင်းပြီးထွက်သွားပါတယ်တကားပိတ်သွားတာနဲ့စကီပြန်ပေါ်လာပြီးမတ်ကိုတုံးလို့သွားစေမဲ့အရာတစ်ခုကိုဖွင့်ဟခဲ့ပါတယ်သူကမတ်ရဲ့ခန္ဓာကိုယ်ထဲမှာစွမ်းရည်တွေအလွန်ကြုံစုပုံနေပြီးအဲ့ဒါကိုပုံမှန်မထုတ်လို့ဘူးဆိုရင်မတ်ရဲ့ခန္ဓာကိုယ်ဟာသူ့ဘာသာသူအနေနဲ့ဖြစ်လာနိုင်တယ်လို့ရှင်းပြပါတယ်နောက်စက္ကန့်မှာပဲစကီကပိုရှန်နေတဲ့စွမ်းရည်တွေကိုသူ့အတွင်းထဲကိုစုပ်ယူလိုက်ပါတယ်ချက်ချင်းဆိုသလိုမတ်ဟာပေါ်ပါသွားပြီးအရင်ရက်တွေကထပ်ပိုပြီးပုံမှန်တိုင်းဖြစ်သွားတယ်လို့ခံစားလိုက်ရပါတယ်တောအုပ်ထဲကလိုက်လံဆန်းမှုနဲ့အတိတ်ကအမတ်တရများအဖြေရှာဖွေမှုတွေကသူတို့ကိုမကြခင်တောအုပ်ထဲစီခေါ်ဆောင်သွားပါတယ်အဲ့ဒီမှာစကီကအမှန်တရားကိုစတင်ဖွင့်ဟခဲ့ပါတယ်သူကဒီစွမ်းရည်ကိုစားသုံးပြီးအသက်ရှင်ရတာဖြစ်ကြောင်းနဲ့မတ်ရဲ့အတွင်းကစွမ်းအားတွေကဆက်ပြီးကြီးထွားနေကြောင်းရှင်းပြပါတယ်အကယ်၍မထိန်ချုံနိုင်မှုဆိုရင်အကျိုးဆက်တွေကဆိုးရွားလာပါလိမ့်မယ်မတ်ဟာသူကိုယ်သူလှုပ်ဝက်ဆန်းကျဲတဲ့စွမ်းရည်ရှိသူတယောက်တည်းမဟုတ်ပဲလမ်းလျှောက်နေတဲ့ကပိတစ်ခုဖြစ်လာနိုင်တယ်ဆိုတာပထမဆုံးအကြိမ်သဘောပေါက်သွားပါတယ်ဒါပေမဲ့သူတို့ရဲ့စကားဝိုင်းဟာရုတ်တရက်အနှောင့်အယှက်ဖြစ်သွားပါတယ်ချင်းကပ်လာတဲ့မော်တော်ယာဉ်တွေရဲ့အတန်ကသူတို့ရဲ့အာရုံကိုဖန်ဆားလိုက်ပါတယ်မကြခင်မှာပဲအနက်ရောင်ဆောက်ကားတွေတောအုပ်ထဲဝင်လာပြီးလက်နက်ကင်တွေဆင်းလာကြပါတယ်တစုံတစ်ယောက်ကသူတို့ကိုလိုက်လံဆန်းနေတာထင်ရှားပါတယ်အကယ်၍အဲ့ဒီလူတွေကစတီကိုဖမ်းမိသွားရင်တခွဲကန်းတွေကစမ်းသက်ပစ္စည်းတစ်ခုလိုဆက်ဆံကြလိမ့်မယ်ဆိုတာမတ်ချက်ချင်းသဘောပေါက်သွားပါတယ်စက္ကန့်ပိုင်းကြာမှသူတို့ရှိတဲ့နေရာကိုတွေ့သွားပြီးလိုက်လံဖမ်းဆီးမှုစတင်ပါတယ်သူတို့နှစ်ယောက်အမြန်ထွက်ပြေးဖို့ကြိုးစားကြပါတယ်ဒီနေ့လုံးမှာစတီကသူ့ရဲ့အမတ်တရအပိုင်းအစချုပ်ကိုမတ်နဲ့ရုတ်တရက်မျှဝေလိုက်ပါတယ်ခဏတာအတွင်းမှာမတ်ဟာစတီရဲ့မျက်လုံးတွေကတဆင့်ကဘာကြီးကိုမြင်တွေ့လိုက်ရပါတယ်အဲ့ဒီအတွေ့အကြုံအရသူတို့နှစ်ယောက်ရဲ့ဆက်သွယ်မှုဟာတာမန်မဟုတ်ဘူးဆိုတာသူသဘောပေါက်သွားပါတယ်သူတို့နှစ်ယောက်ဟာမမြင်ရတဲ့တန်ရောစင်တစ်ခုနဲ့ချိတ်ဆက်ထားပြီးအချင်းချင်းရဲ့စွမ်းအင်နဲ့အတွေ့အကြုံတွေကိုမျှဝေနိုင်လောက်အောင်နက်နက်ရှိုင်းရှိုင်းချိတ်ဆက်နေတာပါဒါကိုကြားပြီးနောက်မတ်ကစတီခဏပြောနေတဲ့ထူးဆန်းတဲ့စကားလုံးတစ်ခုအကြောင်းမေးပါတယ်စတီကလေးနဲ့တဲ့လေတံနဲ့အချို့သောရှားပါတဲ့တန်ရောစင်တွေဟာကဘာတစ်ခုလုံးရဲ့ကံကြမ္မာကိုပြောင်းလဲပြနိုင်လောက်အောင်အားကောင်းတယ်လို့ရှင်းပြပါတယ်သူပြောပုံအရသူဟာမတ်တီထားတာထက်ပုံမိုကြီးမားတဲ့လှုပ်ဝက်ချက်ကိုတီးထားတာထင်ရှားပြီးမတ်ကိုယ်တိုင်ကလည်းအဲ့ဒီလှုပ်ဝက်ချက်ရဲ့အရေးကြီးဆုံးအစိပ်ပိုင်းဖြစ်လာဖို့ကံပါလာတာဖြစ်နိုင်ပါတယ်။ကျောင်းကလှုပ်ဝက်ချက်နဲ့စွမ်းအားအသစ်များနိုးထခြင်းနောက်တစ်နေ့မှာမတ်ဟာလှုပ်ဝက်ချက်အသစ်တစ်ခုနဲ့ကျောင်းကိုရောက်လာပါတယ်။သူ့ရဲ့ကြောပိုးအိတ်ထဲမှာစတီကိုဝက်ထားပြီးအကြီးမားဆုံးပြဿနာကတော့စတီဟာငြိမ်နေဖို့လုံးဝမသိတာပါပဲ။မတ်ကအတန်ရှုပ်ဖို့ခဏပြောနေပေမဲ့စတီကတော့မြင်သမျှအရာအလုံးကိုမေးခွန်းထုတ်တာမရနိုင်ပါဘူး။သူ့အတွက်တော့ကျောင်းဟာလုံးဝကွဲပြားခြားနားတဲ့ဂျိုးတစ်ခုလိုပါပဲ။မတ်ကသူ့ရဲ့ဖြစ်တည်မှုကိုဖုံးကွယ်ထားဖို့စူးစမ်းလေစတီကမရည်ရွယ်ပဲသူ့ကိုပြဿနာတွေစီဆွဲခေါ်သွားလေဖြစ်နေပါတယ်။တစ်ချိန်တည်းမှာပဲသူဟာစင်ကြံလန်းမှာဆိုဖီယာနဲ့ထပ်မံဆုံတွေ့ပါတယ်။သူတို့ရဲ့နောက်ဆုံးစကားဝိုင်းကရုတ်တရက်ပြီးဆုံးသွားခဲ့တာကြောင့်အခုဆိုဖီယာကအဖြေကိုလိုချင်နေပါတယ်။သူမကအဲ့ဒီနေ့ကဘာဖြစ်လို့ရုတ်တရက်ထွက်ပြေးပြီးသူမကိုပြစ်ထားခဲ့တာလဲလို့တက်တယ်မိပါတယ်။မတ်ကအမှန်တရားကိုမပြောနိုင်တာကြောင့်ခေါင်းလုံးကိုက်လို့ပါလို့အပြစ်ပုံချပြီးနောက်တစ်ခါဒီလိုမဖြစ်စေရဘူးလို့ကတိပေးခဲ့ပါတယ်။ဆိုဖီယာကအဲ့ဒီအကြောင်းပြချက်ကိုလက်ခံခဲ့ပေမဲ့သူမရဲ့မျက်နှာအမူအရာအရသူတစ်ခုခုကိုဖုံးကွယ်ထားတယ်ဆိုတာယုံကြည်နေကြောင်းထင်ရှားပါတယ်။တစ်ချိန်တည်းမှာပဲမတ်ဟာစတီရဲ့အမတ်တရားတွေအကြောင်းပိုသိနိုင်ဖို့ဆက်လက်ကြိုးစားပါတယ်။ရင်းတို့ထဲမှာသူ့အဖေရဲ့တည်ဆုံမှုနဲ့သူတို့ကိုလိုက်လံဆန်းနေတဲ့ရန်သူတွေအကြောင်းအဖြေတွေပါဝင်နိုင်လိမ့်မယ်လို့သူမျှော်လင့်နေပါတယ်။နည်းနည်းချင်းစီနဲ့စတီရဲ့ပျောက်ဆုံးနေတဲ့အမတ်တရားအပိုင်းအစတွေဟာပြန်ပွင့်လာပါတယ်
သူကလွန်ခဲ့တဲ့အချိန်တော်ကြာကတဘာဝတရားရဲ့စွမ်းအားတွေကိုစိတ်ကြိုက်ထိန်းချုပ်နိုင်တဲ့အကောင့်နဲ့တရဝါတွေရဲ့တိုက်ခိုက်ခြင်းကိုခံခဲ့ရကြောင်းဖွင့်ဟခဲ့ပါတယ်။မုံတိုင်းမီလျှက်စီးတဲ့လေတွေဟာသူတို့ရဲ့လက်နက်တွေဖြစ်ပါတယ်။ဒါကိုကြားလိုက်ရတဲ့အခါမက်ဆီရဲ့စိတ်ထဲမှာမေးခွန်းတစ်ခုပဲပြည့်သွားပါတယ်။သူ့ဖေရဲ့တေဆုံးမှုဟာဒီလိုဝက်ချက်နဲ့ပတ်သက်နေနိုင်မလား။ Max တော်အဖြစ်အသွင်ပြောင်းလဲခြင်းနဲ့အမှန်တရားကိုရှာဖွေခြင်းအခုအခါ Max ဟာသူ့ရဲ့ကြီးထွားလာတဲ့စွမ်းရည်တွေကိုနားလည်ပြီးထိန်းချုပ်နိုင်ဖို့စတင်လေ့ကျင့်နေပါပြီ။နေ့ရက်တိုင်းမှာသူဟာအရင်ကထပ်ပိုပြီးတတ်မှတ်လာတယ်လို့ခံစားရပါတယ်။သူ့ရဲ့အရှိန်နှုန်းတွေတိုးလာပြီးသူ့ရဲ့ခွန်အားတွေဟာလူသားတွေရဲ့အကန့်အသတ်ကိုကျော်လွန်သွားကသူ့ရဲ့ခန္ဓာကိုယ်ဟာတာမန်လူတစ်ယောက်မလုပ်နိုင်တဲ့အရာတွေကိုလုပ်ဆောင်နိုင်လာပါတယ်။အဲ့ဒီနောက်စတီးကအခြားအတိကအမှန်တရားတစ်ခုကိုဖွင့်ဟခဲ့ပါတယ်။အကယ်၍သူတို့နှစ်ယောက်စလုံးလုံးဝပေါင်းစည်းသွားမယ်ဆိုရင်သူတို့ရဲ့ပေါင်းဆက်စွမ်းအားဟာထူးခြားပြောင်မြောက်တဲ့တိုက်ခိုက်ရေးဝတ်စုံတစ်ခုကိုဖန်တီးနိုင်မှာဖြစ်ပါတယ်။ခဏကြာမှာတော့အဲ့ဒီအရာတကယ်ပဲဖြစ်လာခဲ့ပါတယ်။စတီးနဲ့မက်စ်တို့ဟာသူတို့ရဲ့စွမ်းရည်တွေကိုအတူတူပေါင်းဆက်လိုက်ပြီးတောက်ကတဲ့တတုတန်ချက်ကဝတ်စုံကြီးဟာမက်စ်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုဖုံးလွှမ်းသွားပါတယ်။သူဟာတာမန်ဆယ်ကျော်တက်ကောင်လေးတစ်ယောက်မဟုတ်တော့ပါဘူး။သူဟာအခုခါပြန်တန်းနိုင်စွမ်းအံ့ဩစရာကောင်းတဲ့ခွန်အားနဲ့သူတစ်ခါမှစိတ်ကူးမရင်ဘူးတဲ့စွမ်းအားတွေကိုပိုင်ဆိုင်သွားပါပြီ။ဒါပေမဲ့ဒီအသွင်ပြောင်းလဲမှုအသစ်နဲ့အတူအခြားတုံ့လို့စရာကောင်းတဲ့ရှာဖွေတွေ့ရှိမှုတစ်ခုပါဝင်လာပါတယ်။ရုတ်တရက်အတိတ်ကပုံရိပ်တွေဟာသူ့မျက်စိရှိမှဖြစ်ခနဲပေါ်လာပါတယ်။သူ့အဖေကိုမြင်လိုက်ရပါတယ်။အဲ့ဒီနောက်သူ့ရဲ့ကဘာကိုလုံးဝတုံ့လို့သွားစေမဲ့အမှန်တရားတစ်ခုထွက်ပေါ်လာပါတယ်။သူ့ဖေရဲ့တေဆုံးမှုဟာမတော်တဆမှုမဟုတ်ပါဘူး။ရင်းရဲ့နောက်ွယ်မှာအခြားအရာတစ်ခုရှိနေခဲ့ပြီးအဲ့ဒီအရာဟာအစပေါင်းများစွာပိုပြီးအန္တရာယ်ကြီးပါတယ်။ဒါကိုသိပြီးနောက်မက်စ်ဟာအဖြေရှာဖို့ချက်ချင်းထွက်လာခဲ့ပါတယ်။မိုင်လေးဟာအမှန်တရားကိုသိတဲ့တူလေးတော်လူလို့သူယုံကြည်နေပါတယ်။ဒါကြောင့်သူကဆိုဖီယာကိုကူညီဖို့တောင်းဆိုပါတယ်။မိဖို့အများကြီးမမေးပဲဆိုဖီယာကသူ့အနားမှာရက်တည်ဖို့သဘောတူခဲ့ပါတယ်။ခရီးစဉ်အတွင်းမှာမက်စ်ဟာပထမဆုံးအကြိမ်ဖြစ်တစုံတစ်ယောက်ကိုယဉ်ဖွင့်ခဲ့ပါတယ်။သူ့အဖေကိုဆုံးရှုံးခဲ့ရတဲ့နာကျင်မှုတွေမျိုးနဲ့ပတ်သက်တဲ့အမှတ်တရားတွေနဲ့အမှန်တရားကိုဖော်ထုတ်ဖို့သူ့ရဲ့ပြင်းပြတဲ့လိုအပ်ချက်တွေကိုမျှဝေခဲ့ပါတယ်။အဲ့ဒီစကားဝိုင်းကသူတို့ကိုအရင်ကထပ်ပိုပြီးနှိစက်သွားစေပါတယ်။သူတို့ Antach ကိုရောက်တဲ့အခါ Miles ကသူတို့ကိုစောင့်ကြိုနေတာကိုတွေ့ရပါတယ်။သူတို့တီးတက်ဖြစ်သွားတဲ့အခါ Max ကသူ့ကိုတက်မိပါတယ်။သူမပြေဆုံးတဲ့အဖြေတွေကိုမလိုချင်တော့ပါဘူး။ဖြည်းဖြည်းချင်းစီ Miles ကအတိတ်ရဲ့တကားတွေကိုစတင်ဖွင့်လှစ်ပြီးဂျင်ဟာကဘာကြီးကိုပြောင်းလဲပြနိုင်တဲ့ project တစ်ခုပေါ်မှာအလုပ်လုပ်နေခဲ့ကြောင်းထူးခြားတဲ့စွမ်းရည်ပုံစံတစ်ခုကိုထိန်းချုပ်ဖို့ဒီဇိုင်းထုတ်ထားတဲ့နည်းပညာတစ်ခုဖြစ်ကြောင်းရှင်းပြပါတယ်။ဒါပေမဲ့အမှန်တရားတွေအလင်းထဲကိုပို့ထွက်လာလေလေလှုပ်ဝက်ဆန်းခြင်းမှုအသစ်တွေကပိုပြီးပေါ်လာလေလေပါပဲ။ရန်သူကြီးတိုက်ခိုက်မှုနဲ့နားလည်မှုလွဲခြင်းအဲ့ဒီညမှာပဲအရာအလုံးရုတ်တရက်ပြောင်းလဲသွားပါတယ်။ကောင်းကင်တစ်ခွင်မှာမှောင်မိုက်တဲ့တိမ်တိုက်တွေအုံဆိုင်လာပါတယ်။လျှက်စီးလက်တာနဲ့မိုးချင်းတန်တွေကပြင်းထန်လွန်းလို့တာမန်မုန်တိုင်းတစ်ခုလိုမဟုတ်ပါဘူး။မက်ဆာဒါဟာတဘာဝအဖြစ်ပြမဟုတ်ဘူးဆိုတာချက်ချင်းသဘောပေါက်သွားပါတယ်။တစုံတယောက်လာနေပါပြီစတီးသူ့ကိုခဏခဏသတိပေးနေတဲ့ရန်သူပဲဖြစ်ပါတယ်။သူကပုံနေဖို့စူးစမ်းပေမဲ့ကပြက်လို့လမ်းဘေးမှာပိတ်မိနေတဲ့အမျိုးသမီးတယောက်ကိုသတိပြုမိတဲ့အခါကူညီဖို့ရက်တက်လိုက်ပါတယ်။သူ့ရဲ့စွမ်းအားကိုသုံးပြီးသူကကားအင်ဂျင်ကိုပြန်နှိုးပေးခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအမှားတစ်ခုကသူ့ရဲ့ရှိနေတဲ့နေရာကိုဖော်ပြလိုက်တယ်လို့ဖြစ်သွားပါတယ်။ခဏအကြာမှာတော့အပေါ်ကလျှက်စီးလက်မှုတွေကြားထဲမှာကြီးမားတဲ့အရင်မဲကြီးတစ်ခုပေါ်လာပါတယ်။အန်နီယာကဆက်ရောက်လာပါပြီ။မက်ဆာအနီးနားကကားကိုတောင်တစ်ခုထဲမှာခိုးလုံဖို့စူးစမ်းပေမဲ့ထွက်ပြေးရင်းဒဏ်ရာရသွားပါတယ်။သူကနာကျင်မှုတွေကိုအလူးလဲခံစားနေရတော့ကားကိုတောင်တစ်ခုလုံးဟာမမြင်ရတဲ့စွမ်းအားတစ်ခုကြောင့်မြေကြီးကနေရုတ်တရက်ပြတ်ထွက်သွားပြီးလေထဲကိုမြောက်တက်သွားပါတယ်။အဲ့ဒီနောက်ရန်သူဟာသူ့ရှေ့မှာနောက်ဆုံးတော့ထွက်ပေါ်လာပါတယ်။တောက်ကနေနေရတဲ့မျက်လုံးတွေဖြည့်ဆည်းနိုင်စွမ်းရှိတဲ့စွမ်းအားတွေနဲ့ချင်းချောက်မှုအပြည့်ရှိတဲ့ဖြစ်တည်မှုကြောင့်စတီးတောင်မှသတိကြီးကြီးထားလိုက်ရပါတယ်။ဒါဟာအတိတ်ကမှောင်မိုက်တဲ့လှုပ်ဝက်ချက်နဲ့ပတ်သက်နေတဲ့မက်ဆီရဲ့အဖေကိုနှုတ်ယူသွားခဲ့တဲ့အဲ့ဒီတရဝါကြီးပဲဖြစ်ပါတယ်။အခုတော့ထွက်ပြေးဖို့လမ်းမရှိတော့ပါဘူး။စတီးကသူ့စီချက်ချင်းရောက်လာပြီးဒါဟာသူတို့ပြင်ဆင်နေခဲ့တဲ့အချိန်ပဲလို့ပြောပါတယ်။သူတို့ရဲ့စွမ်းအားတွေထပ်မံပေါင်းစည်းသွားပြီးမက်ဆီရဲ့တိုက်ခိုက်ရေးဝတ်စုံဟာနိုးကျော်လာပါတယ်။အဲ့ဒီနောက်မှာတော့လျှက်စီးတွေစွမ်းရည်ပောက်ကွဲမှုတွေနဲ့ပြင်းထန်တဲ့ပောက်ကွဲတံတွေပြင်းနေတဲ့ကြီးမားတဲ့ထိပ်တိုက်တွေ့ဆုံမှုကြီးဖြစ်ပွားခဲ့ပါတယ်။တိုက်ပွဲဟာစက္ကန့်တိုင်းမှာပိုပြီးအန္တရာယ်ကြီးလာပါတယ်။နောက်ဆုံးမှာမက်ဆာသူ့မှာရှိတဲ့အရာအလုံးကိုတုံးပြီးရန်သူကိုပြန်လည်မောင်းထုတ်နိုင်ခဲ့ပေမဲ့တကယ်တုံလို့စရာကတော့စောင့်ကြိုနေစေဖြစ်ပါတယ်။တိုက်ပွဲအတွင်းမှာစတီးရဲ့ပျောက်ဆုံးနေတဲ့အမတ်တရားအပိုင်းစာတွေထပ်ပြီးပွင့်လာပါတယ်။အဲ့ဒီအမတ်တရားတွေထဲမှာမက်ဆာသူ့အဖေနဲ့သူ့အနားမှာရက်နေတဲ့စတီးကိုမြင်တွေ့လိုက်ရပါတယ်။ဒါကိုမြင်လိုက်ရတဲ့အချိန်မှာပဲသူ့ရဲ့ဒေါသတွေပောက်ကွဲသွားပါတယ်။စတီးဟာအမှန်တရားကိုဖုံးကွယ်ထားပြီးသူ့အဖေရဲ့တေဆုံးမှုနဲ့တောင်ပတ်သက်နေနိုင်တယ်လို့သူယုံကြည်သွားပါတယ်။စတီးကသူ့ချင်းမန်ကိုဘယ်တော့မှတစ္ဆာမဖောက်ခဲ့ကြောင်းနဲ့သူ့ကိုကယ်တင်ဖို့နောက်ဆုံးအချိန်ထိတိုက်ပွဲဝင်ခဲ့ကြောင်းအသေးအတန်ရှင်းပြဖို့ကြိုးစားပါတယ်။ဒါပေမဲ့မက်စ်ကတော့နားထောင်နိုင်မယ့်အခြေအနေမှာမရှိတော့ပါဘူး။နာကျင်မှုဒေါသနဲ့ဇဝေဇဝါဖြစ်မှုတွေကသူ့ရဲ့ဆုံးဖြတ်ချက်ကိုလုံးဝလွှမ်းမိုးသွားပါတယ်။သူကစတီးနဲ့ချိတ်ဆက်မှုကိုဖျက်တောက်ပြီးသူ့ကိုထားပစ်ခဲ့ကမှောင်မိုက်တဲ့အိမ်ပြန်လန်းစီကိုတယောက်တည်းပြေးထွက်ခဲ့ပါတယ်။မိခင်ဖြစ်သူ၏လှုပ်ဝက်ချက်နဲ့ Miles E တစ္ဆာဖောက်မှုဒါပေမဲ့မက်စ်သူ့အိမ်ကြီးကိုရောက်တဲ့အခါသူခြေလန်းတန့်သွားပါတယ်။ရက်ကွက်တစ်ခုလုံးကိုလက်နက်အပြည့်စုံတပ်ဆင်ထားတဲ့စစ်သားတွေဝိုင်းထားတာကြောင့်ပါသူတို့ကိုမြင်လိုက်ရတဲ့အချိန်မှာပဲအခြေအနေဟာသူထင်ထားတာထက်အဆပေါင်းများစွာညာကြီးမှနေတယ်ဆိုတာသူသဘောပေါက်သွားပါတယ်။အချိန်မဆွဲပဲသူလက်ပြန်ခဲ့ပြီးဆိုဖီယာအိမ်စီကိုတက်တက်ဦးတည်ခဲ့ပါတယ်။ဆိုဖီယာကသူ့ကိုမြင်လိုက်တာနဲ့ဆိုးရွားတဲ့အရာတစ်ခုခုဖြစ်ပျက်ခဲ့ပြီဆိုတာသိလိုက်ပါတယ်။မက်စ်ကသူမရဲ့ဖုန်းကားနဲ့ရာဘာလက်အိတ်တစ်စုံကိုတောင်းပါတယ်။ဆိုဖီယာမှာမိကွန်းတွေမရေမတွက်နိုင်အောင်ရှိနေပေမဲ့ဒီတစ်ခါတော့သူမကသူ့ကိုယုံကြည်ပြီးဘာရှင်းပြချက်မှမတောင်းပဲကူညီခဲ့ပါတယ်။လမ်းမှာမက်စ်ကမိုင်းစ်ကိုဆက်သွယ်ပါတယ်။ဖုန်းပြောနေတော့မိုင်းစ်ကဒီလိုမျိုးဖြစ်ပျက်တာဒါပထမဆုံးအကြိမ်မဟုတ်ကြောင်းဖွင့်ဟပါတယ်။လွန်ခဲ့တဲ့နှစ်တွေကလည်းဒီရန်သူတွေဟာသူ့အဖေကိုလိုက်လံဆန်းခဲ့ကြပြီးအခုအဲ့ဒီအနေရကသူ့စီပြန်ရောက်လာတာပါ။သူကမော်လီကိုလည်းဒီလိုဝက်ချက်တွေအားလုံးစတင်ခဲ့တဲ့တက်ခွဲကန်ဟောင်းစီခေါ်သွားတာဖြစ်နိုင်ကြောင်းရှင်းပြပါတယ်။ဒါကိုကြားရတာကမက်စ်ရဲ့စိုးရိမ်စိတ်ကိုပိုတိုးစေပေမဲ့တစ်ချိန်တည်းမှာပဲဖွင့်ဟချက်တစ်ခုကသူ့ရဲ့ကဘာတစ်ခုလုံးကိုစောက်ထိုးပြောင်းလဲပြတော့မှာဖြစ်ပါတယ်။တစ်ဖက်မှာလည်းဆိုဖီယာကမော်လီစီဖုန်းဆက်ပြီးမက်စ်အကြောင်းပြောပြတဲ့အခါမော်လီရဲ့တုံ့ပြန်မှုကအံ့ဩစရာကောင်းလောက်အောင်တည်ငြိမ်နေပါတယ်။သူမကအရာအလုံးအဆင်ပြေကြောင်းနဲ့သူမသားကိုရှာဖွေသွားမဲ့ကြောင်းစိတ်ချစေခဲ့ပါတယ်။ဒါပေမဲ့ဖုန်းချလိုက်တာနဲ့အမှန်တရားကထွက်ပေါ်လာပါတယ်။မဆက်ယုံရန်သူတွေလို့ထင်နေတဲ့စစ်သားတွေဟာတကယ်တော့မော်လီရဲ့အမိန့်ကိုစောင့်ဆိုင်းနေကြတာပါ။သူမအမိန့်ပေးလိုက်တာနဲ့သူတို့ချက်ချင်းနာခံကြပါတယ်။အဲ့ဒီအချိန်မှာပဲမက်စ်ရဲ့အမေဟာတာမန်မျိုးသမီးတယောက်မဟုတ်ဘူးဆိုတာထင်ရှားသွားပါတယ်။သူမဟာဒီဇလန်ထဲမှာအစကတည်းကပါဝင်ခဲ့သူဖြစ်ပါတယ်။
အမှန်တရားကိုရှာဖွေရင်းနဲ့မက်စ်ဟာလွန်ခဲ့တဲ့နှစ်တွေကအရာအလုံးပြောင်းလဲသွားခဲ့တဲ့တခွဲကန်းဟောင်းစီရောက်ရှိသွားပါတယ်။အဲ့ဒီမှာသူစတီးကိုအလုံးမလုံးတော့တဲ့အခြေအနေနဲ့လဲလျောင်းနေတာတွေ့ရပါတယ်။သူအနားကိုချင်းကပ်လိုက်တဲ့အချိန်မှာပဲသူတို့ကြားကစွမ်းရင်ချိတ်ဆက်မှုဟာထပ်မံနှိုးကြလာပြီးအတိတ်ကပုံရိပ်တွေဟာသူ့ရှေ့မှာပေါ်လာပါတယ်။ပထမဆုံးအကြိမ်ဖြစ်မက်စ်ဟာအဲ့ဒီညကအမှန်တရားကိုသူ့မျက်စိနဲ့တအံ့မြင်တွေ့လိုက်ရပါတယ်။လွန်ခဲ့တဲ့နှစ်တွေကအားကောင်းတဲ့ရန်သူတွေဟာဒီစက်ရုံကိုတိုက်ခိုက်ခဲ့ကြပါတယ်။အခြေအနေဟာအလွန်ဆိုးရွားလာတာကြောင့်သူ့အဖေဟာအထူးစွမ်းအင်စနစ်တစ်ခုနဲ့မိမိကိုယ်ကိုချိတ်ဆက်ပြီးသူ့ရဲ့အသက်ကိုစွန့်စားခဲ့ရပါတယ်။သူဟာရှိသမျှအင်အားနဲ့တိုက်ခိုက်ခဲ့ပေမဲ့အကြီးမားဆုံးချင်းချောက်မှုကတော့တခွဲခန့်အပြင်ဘက်မှာမဟုတ်ပါဘူး။အဲ့ဒါကသူ့နားမှာတင်ရက်နေတာပါ။ရုံးရင်ဆန်ခတ်ဖြစ်နေတော့မိုင်လုစ်ကသူတို့ကိုတစ္ဆာဖောက်ခဲ့ပါတယ်။သူဟာစွမ်းအားကိုလိုချင်တတ်မှတ်မှုကြောင့်တငယ်ချင်းဖြစ်မှုနဲ့တစ္ဆာရှိမှုကိုစွန့်ပစ်ပြီးလူသားတွေအတွက်လုံးဝမရည်ရွယ်ထားတဲ့စွမ်းရည်ပင်ရင်းကိုရယူဖို့ကြိုးစားခဲ့ပါတယ်။ဂျင်ကအသက်ရှင်ဖို့လမ်းမရှိတော့ဘူးဆိုတာသိလိုက်ရတဲ့အခါစတီးကိုဘေးကင်းအောင်နေဖို့နောက်ဆုံးမိတ်ပေးပြီးမိမိကိုယ်ကိုစနစ်နဲ့အတူအသေးခံပုံခွဲခဲ့ပါတယ်။နောက်စက္ကန့်ပိုင်းမှာအရာအလုံးဟာကြီးမားတဲ့ပောက်ကွဲမှုကြီးနဲ့အတူပြာကျသွားခဲ့ပါတယ်။နောက်ဆုံးတိုက်ပွဲနဲ့ကောင်းကင်ရန်တို့ပြန်တန်းခြင်းအမှန်တရားကိုသိလိုက်ရတာကမက်စ်ကိုလုံးဝစိတ်ကြေကွဲသွားစေပါတယ်။ဒါပေမဲ့သူဒါကိုမတွေးတောနိုင်သေးခင်မှာပဲမိုင်လုစ်ကသူ့ရှိမှပေါ်လာပါတယ်။သူဟာမက်စ်အရင်ကသိခဲ့တဲ့လူမဟုတ်တော့ပါဘူး။အားကောင်းတဲ့တိုက်ခိုက်ရေးဝတ်စုံကိုဝတ်ဆင်ထားပြီးသူကိုယ်သူမိသူများမတားဆီးနိုင်ဘူးလို့မြင်နေပါတယ်။သူကသူ့ရဲ့တကယ်ရည်မှန်းချက်ဟာဂျင်မန်ပိုင်ဆိုင်ခဲ့တဲ့စွမ်းရည်တွေဖြစ်ပြီးအခုအဲ့ဒီစွမ်းအားကမက်စ်ရဲ့အတွင်းမှာရှိနေကြောင်းပုံပွင့်လင်းလင်းဝန်ခံခဲ့ပါတယ်။မိုင်းစ်ကမက်စ်ကိုဖမ်းဆီးပြီးအဲ့ဒီစွမ်းရည်တွေကိုသူ့အတွက်စုပ်ယူဖို့ဒီဇိုင်းထုတ်ထားတဲ့စက်ထဲကိုအတင်းကျပ်ချိတ်ဆက်လိုက်ပါတယ်။မျောလင်းချက်အားလုံးပျောက်ဆုံးမှုမိဘဖြစ်နေတဲ့အချိန်မှာပဲစတီးဟာရုတ်တရက်ပြန်လည်နှိုးကြွလာပါတယ်။ဒီတစ်ခါတော့မက်စ်အမှန်တရားကိုနောက်ဆုံးမှသိသွားပါပြီ။သူကစတီးဟာသူ့ရဲ့ရန်သူလုံးဝမဟုတ်ခဲ့ဘူးဆိုတာသဘောပေါက်သွားပါတယ်။သူကတောင်းပန်လိုက်ပြီးသူတို့နှစ်ယောက်အတူတူထပ်မံပေါင်းစည်းသွားကြပါတယ်။နောက်စက္ကန့်မှာတောက်ပတဲ့စွမ်းရည်တွေဟာအခန်းထဲမှာရှမ်းထွက်သွားပြီးသူတို့ရဲ့အားကောင်းတဲ့တိုက်ခိုက်ရေးဝတ်စုံပြန်လည်ထွက်ပေါ်လာပါတယ်။အဲ့ဒီနောက်မှာတော့ဇလန်တွဲလုံးရဲ့အကြီးမားဆုံးတိုက်ပွဲကြီးဖြစ်သွားခဲ့ပါတယ်။တစ်ဖက်မှာမက်စ်နဲ့စတီးတို့ရပ်တည်နေပြီးအခြားတစ်ဖက်မှာတော့ကြီးမားတဲ့စွမ်းရည်တွေရရှိထားတဲ့မိုင်းလက်ရှိနေပါတယ်။တခွဲကန်းတစ်ခုလုံးဟာစစ်တလင်းတစ်ခုအဖြစ်ပြောင်းလဲသွားပါတယ်။တိုက်ပွဲကစက္ကန့်တိုင်းမှာပိုပြီးအနေရကြီးလာတာနဲ့အမျှပောက်ကွဲမှုတွေစွမ်းရည်ပောက်ကွဲမှုတွေနဲ့ပြိုကျပျက်စီးနေတဲ့စက်ပစ္စည်းတွေဟာအဲ့ဒီနေရာမှာပြည့်သွားပါတယ်။စစ်သားတွေတောင်တိုက်ပွဲထဲမှာပါဝင်လာပေမဲ့ဘယ်သူမှမိုင်းစ်ရဲ့လွှမ်းမိုးထားတဲ့ခွန်အားကိုမရှင်နိုင်ကြပါဘူး။နောက်ဆုံးမှာသူကမက်စ်ကိုလုံးဝနှိမ်နင်းနိုင်ခဲ့ပြီးအောင်ပွဲဟာသူ့လက်တကမ်းမှာရှိနေပုံရပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာမက်စ်ဟာသူ့အဖေရဲ့ဆွန့်လွတ်အနစ်နာခံမှုသူ့အမေရဲ့ရုန်းကန်မှုတွေနဲ့စတီးနဲ့သူမျှဝေထားတဲ့တငယ်ချင်းဖြစ်မှုကိုတတိယသွားပါတယ်။သူ့မှာကြက်ရှိနေတဲ့ရှိသမျှခွန်အားတွေကိုစူးစီးပြီးသူဟာနောက်ဆုံးတိုက်ကွက်ကိုထုတ်လွှတ်လိုက်ပါတယ်။ပြင်းထန်တဲ့စွမ်းအင်ပောက်ကွဲမှုကြီးတစ်ခုဟာစက်ရုံတစ်ခုလုံးကိုတုန်ခါသွားစေပါတယ်။နောက်စက္ကန့်မှာပဲမိုင်းစ်ရဲ့စွမ်းအားတွေပြိုလဲသွားပြီးသူ့ရဲ့စိုးမိုးမှုဖြစ်ပျက်သွားပါတယ်။တိုက်ပွဲပြီးဆုံးသွားပါပြီ။မက်စ်နဲ့စတီးတို့ဟာမောပန်းနွမ်းနေပြီးဒဏ်ရာတွေနဲ့မြေကြီးပေါ်လဲကျသွားပြီးမဲ့အသက်ရှင်နေကြဆဲဖြစ်ပါတယ်။ခဏအကြာမှာမော်လီရောက်လာပြီးနောက်ဆုံးမှာတော့တားဖြစ်သူကိုအမှန်တရားအပြည့်အစုံကိုပြောပြဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမကအားကောင်းတဲ့ရန်သူတွေဟာသူတို့ကိုအမြဲတမ်းလိုက်လံရှာဖွေနေတာကြောင့်နှစ်ပေါင်းများစွာထွက်ပြေးနေခဲ့ရတာဖြစ်ကြောင်းဝန်ခံခဲ့ပါတယ်။ဒါကြောင့်ပဲသူတို့ရဲ့ဘဝတွေကိုထပ်ခါတလဲလဲပြောင်းလဲနေခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီနောက်သူမကမက်စ်ကိုလှုပ်ဝက်ဆန်းကျဲတဲ့ဆွဲကြိုးလေးတစ်ခုပေးပြီးဒီနေ့မှသူရင်းရဲ့တကယ်အရေးကြီးမှုကိုနားလည်လာလိမ့်မယ်လို့ပြောပါတယ်။စတီးကအဲ့ဒီဆွဲကြိုးကိုစစ်ဆေးလိုက်တဲ့အခါကြီးမားတဲ့ကြေတာရမြေပုံကြီးတစ်ခုကောင်းကင်ရံမှာရုတ်တရက်ပေါ်လာပါတယ်။ဒါဟာအတိတ်ကအမတ်တရားပစ္စည်းတက်တက်မဟုတ်ပဲပုံမူကြီးမားတဲ့အရာတစ်ခုရဲ့တော့ချက်ဖြစ်ပြီးကဘာမြေရဲ့အလွန်ကြေတာရတွေကြားထဲမှာဝတ်ထားတဲ့လှုပ်ဝက်ချက်ပဲဖြစ်ပါတယ်။ခဏအကြာမှာဆိုဖီယာလည်းရောက်ရှိလာပါတယ်။လွန်ခဲ့တဲ့အချိန်တော်ကြာကလေးကပထမဆုံးအချိန်ဖြစ်မက်ဆီရဲ့မျက်နှာမှာအေးချမ်းမှုကိုမြင်တွေ့ရပါတယ်။သူတို့ရဲ့မျက်လုံးချင်းစုံသွားပြီးဘာစကားမှမပြောဘဲအချင်းချင်းအပြည့်အဝနားလည်သွားကြပါတယ်။သူဟာအခုခါစွမ်းအားတွေကိုတယောက်တည်းပိုင်ဆိုင်ထားတာမဟုတ်တော့ပါဘူး။သူ့မှာသူအမှန်တကယ်ယုံကြည်နိုင်မဲ့လူတွေလည်းရှိနေပါပြီ။ပြီးတော့စကားရဲ့နောက်ဆုံးခိုက်တံမှာကျုပ်တို့ကိုမိမရနိုင်တဲ့ပုံရိပ်တစ်ခုပေးထားပါတယ်။မက်စ်နဲ့စတီးတို့ဟာကောင်းကင်ရံတဲ့ကိုအတူတူထပ်မံပြန်တန်းသွားကြပါတယ်။သူဟာသူ့ရဲ့အတိတ်အကြောင်းအဖြေရှာနေတဲ့ဇဝေဇဝါဖြစ်နေတဲ့ကောင်လေးမဟုတ်တော့ပါဘူး။အခုတော့သူတကယ်ပဲဘယ်သူလဲဆိုတာနောက်ဆုံးမှသဘောပေါက်သွားပါပြီ။ဒါပေမဲ့ဒါဟာအဆုံးသတ်မဟုတ်ပါဘူး။ Galaxy တစ်ခုလုံးကသူ့ကိုစောင့်ကြိုနေတဲ့ခရီးစဉ်တစ်ခုရဲ့အစပြုခြင်းသာဖြစ်ပါတယ်